ဒါနမြောက်အောင်လှူဒန်းတက်စေဖို့တွေဘလို့စိတ်ထားမျိုးထားရမလဲညောင်စည်းလောက်လှူရင်ညောင်မင်းကြီးလောက်ပြန်ရတတ်ပေမဲ့တခါတလေညောင်မင်းကြီးလောက်လှူပြီးညောင်စည်းလောက်ပဲပြန်ရတယ်ဆိုတဲ့စကားကိုမိတ်ဆွေတို့မကြာခဏကြားဖို့ကြမယ်ထင်ပါတယ်ဒီလိုဘာကြောင့်ဖြစ်ရလဲဆိုတော့ဒါနမြောက်အောင်မလှူဒန်းတက်လို့ပဲဖြစ်ပါတယ်ဒါနဆိုတာကပေးကမ်းခြင်းကိုပြောတာဖြစ်ပါတယ်တရားတရားအားနည်းလို့မပေးလို့မကမ်းလို့တဲ့လူတွေရှိတဲ့ကြပေမဲ့အတော်များများကရှိရင်ပေးတတ်ကြတဲ့သူတွေများပါတယ်။သူများတွေကိုပေးဖို့သဘောမကျတဲ့သူတွေဖြစ်စေအောင်တော့ကိုမိဘမိသားစုဆွေမျိုးစားတဲ့သူတွေအပေါ်မှာတော့လိုအပ်ရင်လိုအပ်သလိုရှိရင်ရှိသလိုပေးတတ်ကြပါတယ်။အထူးသဖြင့်ကျွန်တော်တို့ရဲ့ဗုဒ္ဓဘာသာဝင်အများစုဟာကိုယ့်ရဲ့လက်ထဲမှာစုမိစားမိတာလေးတွေနဲ့နည်းနည်းရှိလာပြီဆိုရင်လူချင်းတန်းချင်းစိတ်ကိုတားမရစီးမရဖြစ်ခဲ့ကြတယ်။အဲလိုလူတဲ့အခါမှာလဲခုနကပြောသလိုပဲဒါနမြောက်အောင်လှူဒန်းတာဖို့တော့ရည်ကြည်ပါတယ်။တရားတရားကောင်းမှုတွေစေတနာပြက်ပြီးပေးလိုက်ကြတဲ့အပေါ်မှာအထွေအထူးပြောစရာမရှိပေမဲ့မဖြစ်မနေပေးနေရတဲ့အပေါ်ဝိတရားရပေးနေရတဲ့အပေါ်ငါမိဘငါမိသားစုဆိုတဲ့အသည့်တွေကြောင့်ပေးနေရတဲ့အပေါ်တွေမှာပြောစရာလေးတွေကရှိလာပါတယ်။ဘလို့ပဲပေးပေးဒါကုသိုလ်ဆိုပေမဲ့ပေးတဲ့အပေါ်မှာပေးတဲ့သူရဲ့စေတနာကိုလိုက်ပြီးဒါနမြောက်မမြောက်တော့ပွာချသွားကြပါတယ်။မနာပဒါရီအရှင်ဝိစိတတိုင်ဦးဆရာတော်ကြီးပြောသလိုတဏှာမကက်တဲ့ဒါနတက်တက်ပေးခြင်းမျိုးနဲ့ပေးနေအောင်ကြိုးစားပြီးဒါနမြောက်အောင်လေ့ကျင့်သင်ပါတယ်။တဏှာကက်တဲ့ဒါနဆိုတာကဘာလဲဆိုရင်ငါအဖေအတွက်ငါအမေအတွက်ငါမိသားစုအတွက်ငါဆွေမျိုးအတွက်စတဲ့ငါဆွေးလေးတွေနဲ့ပေးခဲ့တာကိုပြောတာပါ။ဒီနေရာမှာငါဆိုတဲ့တဏှာကဦးစီးထားတာဆိုတော့ဒါနမြောက်မှုထက်တဏှာရဲ့ခြေလှယ်မှုနောက်ကိုရောက်သွားတဲ့သဘောကပိုများတတ်ပါတယ်။အဲလိုခြေလှယ်မှုနောက်ကိုရောက်သွားတဲ့အခါငါတလောက်ပေးနေရတော့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတဲ့စိတ်ကွက်မှုတွေငါပေးထားတာတွေကိုဘာလို့ဖြစ်တယ်ညာလို့ဖြစ်တယ်ဆိုတာတွေဖြစ်လာပြီးအခက်မသိမဲအကုသိုလ်စိတ်တွေဝင်လာနေပါတယ်။ဆရာတော်ဟောကြားထားသလိုပဲလူတိုင်းမှာသူတို့နဲ့သက်ဆိုင်တဲ့လူကျင့်ဝတ်တွေရှိကြပါတယ်။ဒါကြောင့်မျောလင်းချက်ကင်းတဲ့ပြတ်သားစီတဲ့စေတနာတွေနဲ့တဏ္ဍန်တလောက်မေးမယ်ဆိုရင်သာသမီဝတ္တရားကိုဖြစ်ရင်မိဘဝတ္တရားဆောက်ရှောက်ပေးနေပဲအထွေအထူးအလှပွဲချင်းမလုပ်ရပဲဒါနမြောက်နေခဲ့ကြတာဖြစ်ပါတယ်။ဒီနေ့ကလူတော်တော်များများတဲ့ငါပေးထားတာပဲလေငါကျွေးထားတာပဲလေဆိုပြီးငါဖြစ်တယ်လို့ဖြစ်ရမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ပေးတဲ့ကျွေးတဲ့ကြပါတယ်။ဒါတကယ်တော့အလွဲကြီးလွဲနေတာပါ။ဘလို့ပဲပေးကုံသွားတာချင်းအတူတူကိုပေးတဲ့ဌာနကစေတနာပြက်ပြီးတဏှာမကက်ဖို့လိုပါတယ်။ကိုလှူလိုက်လို့တစ်ဖက်သားမှာအဆင်ပြေသွားမယ်ဆိုရင်ကျင့်တတ်ပြီဆိုတဲ့စိတ်ထားပြီးနေသည်များသည်ပဓာနာမထားပြီးဒါနမြောက်အောင်လှူရပါမယ်။ဒါနဲ့သီလဘာဝနာဆိုတဲ့နိဗ္ဗာန်ရောက်ကြောင်းတရား၃ခုမှာအခြေခံကြတဲ့ခံချက်သည်ဒါနကိုတောင်မှစေတနာဖြစ်နဲ့လှူဖို့တာခဲရင်နေခဲ့မယ်ဆိုရင်တော့ဓမ္မမိတ်ဆွေတို့အနေနဲ့စိတ်ထားတတ်ဖို့အများကြီးလိုနေအောင်မှာဖြစ်ပါတယ်။ဒါကြောင့်ဘု து ကိုပဲပေးတဏှာမကက်စီပဲအားကြီးတဲ့တရားပြတ်သားတဲ့စေတနာမျောလင်းချက်ကင်းတဲ့ဘာဝနာတွေနဲ့ပေးနေအောင်ကြိုးစားကြပါလို့ဒီနေရာကနေတိုက်တွန်းချင်ပါတယ်။ပြည်သူများအားလုံးလည်းကိုယ်စိတ်နှပြကျမ်းမာချမ်းသာပြီးကက်ကြီး၃ပါးကနေကြော်လာနိုင်ကြပါစေ။နောက်ထပ်လည်းဒီထက်ပိုမိုကောင်းမွန်တဲ့အကြောင်းအရာတွေကျွန်တော်ပြန်လာခဲ့ပါအောင်မယ်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါသေးတယ်။